လူရဲ့တိတ်ခါကိုကျင့်သီလပြတ်ပြားသွားပြီဆိုလို့ရှိရင်ဘလောက်ပဲယာရုကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်ပဲအသက်တိတ်ခါကုံဝါကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုကျင့်သီလပြည့်ရင်းသွားပြီဆိုလို့ရှိရင်ရှိသမျှဂုဏ်သိက္ခာတွေဟာကျဆင်းသွားတတ်တယ်။ဒါကြောင့်မို့သီလဟာကုသိုလ်ကောင်းမှုတွေအားလုံးရဲ့ကုသိုလ်ကောင်းမှုအားလုံးကိုဆောင်ထားတဲ့စွမ်းအားရှိတဲ့အရာတစ်ခုဖြစ်သတ်မှတ်ပြီးတော့ဖော်ပြတယ်။သီလရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာသီလဆိုဒီမှာတဲ့ကာယကံနဲ့ဝစီကံကိုကောင်းအောင်ထားခြင်းဟာလည်းသီလပဲနောက်တစ်ခုကမိမိတဏ္ဍာမှာကုသိုလ်တရားတွေတည်ရှိစေဖို့ကုသိုလ်တရားတွေပျောက်ပြက်မသွားအောင်ထိမ့်သိမ်းဆောင်ရှောက်နိုင်စွမ်းရှိတာဥပဒါရဏကုသိုလ်မှန်သမျှကိုထိန်းထားနိုင်တဲ့စွမ်းရည်ရှိလို့သီလလို့အဲ့တော့သီလရဲ့အဓိပ္ပာယ်ကိုဒီလိုနှစ်ခုဖွင့်ထားနှစ်မျိုးဖွင့်ထားသမာဒါနကာယကံဝစီကံကိုကြာကြာနာနာရှင်ကျေးတဲ့ကာယကံမျိုးရင်ကျေးတဲ့ဝစီကံမျိုးဖြစ်အောင်ကိုကျင့်သီလကကောင်းစွာထားပြီးတယ်မိမိတဏ္ဍာမှာရှိတဲ့ကုသိုလ်ကောင်းမှုတွေတည်မြဲသွားအောင်သီလကဆောင်ထားပြီးတယ်အကယ်၍သီလပြည့်ရင်းသွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အကျင့်တရားတွေကောင်းတဲ့ကုသိုလ်တွေဟာလည်းယိုကျပျက်စီးသွားညမစကားမှာဆိုသလိုတန်မိုးရှိတဲ့ခြင်းစိတ်သည်ဟာတိမ်ကြီးရွှေခွက်မှသာတည်တယ်လို့ဆိုသလိုကုသိုလ်ကောင်းမှုမှန်သမျှဟာလည်းပဲသီလရှိမှပြည့်စုံနိုင်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့လူရဲ့ဂုဏ်သိက္ခာအားလုံးဟာဘယ်မှာယက်တည်နေတုံးဆိုသီလပေါ်မှာယက်တည်ကိုကျင့်သီလကောင်းမှုပေါ်မှာယက်တည်ကိုကျင့်သီလဆိုတာအတိုင်းအတာတစ်ခုရလူတွေမှာရှိရမယ်ကိုကျင့်သီလယဟန်တွေမှာရှိရမယ်ကိုကျင့်သီလယဟန်တွေမှာရှိရမယ်ကိုကျင့်သီလကိုလည်းကိုကျင့်သီလရှိမှပြည့်စုံမှလူတွေမှာရှိရမယ်ကိုကျင့်သီလလည်းပြည့်စုံမှဒါကြောင့်မို့လို့သီလဆိုတဲ့အရေးချင်းတစ်ခုဟာလူရဲ့သိက္ခာတွေအားလုံးထိမ့်သိမ်းဆော့ရှောက်ထားနိုင်တာဖြစ်သောကြောင့်အရေးကြီးဆုံးကျက်တရေဆိုတာပုံညလို့ဆိုတဲ့အတိုင်းသီလဆိုတဲ့အရာဟာတကယ်ကျက်တည်ရှိတဲ့အရာပဲလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်ပေါ့အဲ့ဒီမှာသီလရှိတယ်သီလရှိတယ်လို့ကိုယ့်ကိုယ်ဘယ်လိုသတ်မှတ်နိုင်သလဲသီလရှိတယ်လို့ပြောရလောက်အောင်စံနဲ့သတ်မှတ်ပြီးတော့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲငါးပါးသီလလုံးရင်သီလရှိတယ်လို့ကျမ်းမြင်အပြင်ပြောနိုင်တယ်လူတွေမှာယဟန်တွေမှာကြတော့ယဟန်သိက္ခာတွေနဲ့ပြည့်စုံအောင်နေလို့ရှိရင်သီလရှိတယ်လို့ပြောလို့ရတယ်သို့တော့အလုံးကိုခြုံငုံပြီးတော့စံသတ်မှတ်ထားတာဘယ်လိုသတ်မှတ်ပြသီလရှိသူလို့ဆိုနိုင်တာဟာဘယ်လိုဟာလဲလို့ဆိုကာယေနဝါစာယသယောထတင်ညတောမနတာသကိဉ္စီနာကရောတိပါပံချုပ်လိုက်တော့လဲ၅ပါးသီလပါပဲတကယ်ကိုဒုစရိုက်တွေကရှောင်ကျဉ်ပြီးတော့ကိုချင်းတရားကောင်းမှုကာယေနဝါစာယယောထတင်ညတောဒီလောကကြီးမှာကာယကံမှုနဲ့လဲထိမ့်ထိမ့်သိမ့်သိမ့်နေတယ်နှုတ်အပြောဝစီကံနဲ့လဲထိမ့်ထိမ့်သိမ့်သိမ့်နေတယ်ထိမ့်သိမ့်တယ်ဆိုတာကိုကျင့်သီလရဲ့စီကံအတိုင်းလိုက်နာဆောင်ရွက်တယ်ကိုကျင့်သီလကိုဖောက်ဖျက်တဲ့ကာယကံမှုတွေမျိုးကိုမလုပ်ဘူးကိုကျင့်သီလကိုချိုးပေါက်တဲ့ဝစီကံမှုတွေကိုမပြုဘူးသီလနဲ့ထိမ့်သိမ့်ဆောက်ရှောက်ထားတယ်လို့ဆိုလိုတယ်ကိုယ်နဲ့ထိမ့်သိမ့်ဆောက်ရှောက်တယ်ကာယကံကျွလွန်မှုမရှိဘူးဝစီကံကျွလွန်မှုမရှိဘူးအဲ့ဒီလိုကာယကံဝစီကံထိမ့်သိမ့်ဆောက်ရှောက်ထားပြီးတော့မနတာသကိဉ္စီနာကရောတိပပံမဟုတ်တဲ့အလုပ်ကိုစိတ်ထဲကတောင်မကြံဘူးဆိုတာသီလခိုင်မြဲမှုအတွက်ရည်ရွယ်ပြီးတော့ပြောတဲ့စကားပဲသို့တော့စိတ်ထဲကကြံနာနဲ့တင်သီလအကျိုးတယ်လို့တော့ဆိုလို့မရသီလဆိုဒီမှာကာယကံနဲ့ဝစီကံဒီနှစ်ခုကိုသာထိန်းချုပ်ပြီးနှုတ်ရဲ့စီကံနဲ့ကိုယ်ဒီလျောက်လုပ်တဲ့အလုပ်ရဲ့စီကံအဲ့ဒီစီကံနှစ်ခုကိုပဲအဓိကထားတာဖြစ်တယ်ပေါ့